အားလုံးပဲမင်္ဂလာပါရှင်လက်တော့ကင်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့အရန်ကိုမြန်ပြီးအရန်တွက်တဲ့ဒဲလက်တီကျူ9490 series လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ကဲလက်တော့လေးကိုစတင်ပြီးတော့ဖွင့်လိုက်ရအောင်ပေါ့နော်โอเคသူ့ရဲ့မြန်ချက်ကလေလုံးဝရှယ်လန်းမေ့နေတဲ့အကျွေးတောင်ပြန်ပြီးတော့တတိယအောင်မြန်ဆန်မှုနဲ့ရမယ်ပေါ့နော်သူရဲ့ CPU ကကျတော့ Core i5 ကိုမှ8 generation နဲ့ RAM ကတော့ 16GB ပါမယ် multitasking အတွက်အားလုံး okay task ကိုအခု50လောက်ဖွင့်မလားတောင်မလေးပုံကိုအခု1000လောက်ထည့်ပြီးတော့တနေ့ကုန်ထိုင်ကြည့်မလားအကုန်လုံးအဆင်ပြေပဲပေါ့နော်လုံးဝရှင်းလိုက်တယ် Full HD ရုပ်ထွက်ရတယ်ကောင်မလေးကိုပဲတနေ့ကိုထိုင်ကြည့်မယ်ဆိုရင်တော့ပဲလုံးဝစိတ်ချမ်းသာပြီးတော့ရင်အေးစီမဲ့အလုံးလေးမျိုးဖြစ်ပါတယ်။ RAM ကလည်း16GB ပါတာဖြစ်တဲ့အတွက်ကြောင့် multitasking အတွက်လုံးဝအဆင်ပြေတယ်။ task ကိုအခု50လောက်ဖွင့်ရင်တော့အားလုံး okay တယ်။ကဲအလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းလုံးဝတော်တော်လည်းနဲ့မြန်ဆက်ဆံလေးသုံးလို့ရမယ်။ keyboard ဘက်လိုက်မီလေးလည်းပါတာဖြစ်တဲ့အတွက်ကြောင့်ညဘက်မှာမေမသိအောင်ကောင်မလေးကိုခိုးပြီးတော့စာပို့မယ်ဆိုရင်တော့ပဲလုံးဝအဆင်ပြေတဲ့အလုံးလေးပါ LCD ကလည်း14လက်မကိုမှ Full HD ရုပ်ထွက်ရတာဖြစ်တဲ့အတွက်ကြောင့်ကောင်မလေးပုံကိုတနေ့ကုန်ထိုင်ကြည့်မယ်ဆိုရင်တော့ပဲလုံးဝမျက်စိအေးလေးနဲ့ရင်ထဲကိုအေးမြစေမဲ့ LCD မျိုးစားလေးပဲဖြစ်ပါတယ်ရှင် SSD ကလည်း256 ထပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် Windows Operation System အတွက်လည်းအဆင်ပြေတယ် software တွေသုံးမယ်ဆိုလို့ရှိရင်လည်းလုံးဝမြန်ဆန်ဆန်တော်တော်လည်းနဲ့သုံးလို့ရမှာပဲဖြစ်ပါတယ်ရှင်Intel UHD graphic ကိုမှ620 series နဲ့ပါတာဖြစ်တဲ့အတွက်ကြောင့် game ဆော့ဖို့တော့အဆင်မပြေပါဘူးရှင်ဒါပေမဲ့ Microsoft မှာတွားပြီးတော့ story ဆက်ဆံ game story လေးတွေရေးမယ်ဆိုလို့ရှိရင်တော့လုံးဝ okay တဲ့အလုံးလေးပါ PC ကတော့second ဖြစ်တဲ့အတွက်ကြောင့်အာမခံ3လပါပါတယ် PC ကတော့အလုံးတန်ပါတယ် offline ပါတယ်ရှင်လိုအပ်တယ်ဆိုလို့ရှိရင်တော့အခုပဲ laptop ကမှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဈေးနှုန်းနေရကြတော့7သိန်းဝန်းကျင်လေးနဲ့ရမှာမို့လို့လုံးဝတက်တန်လေးနဲ့ရမှာပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်